လူတွေကရုတ်တရက်ဆိုပါစို့သေဆုံးတာတွေကရုတ်တရက်သေဆုံးသွားတယ်လူတွေမှာအများဆုံးချက်ချင်းဖြစ်တတ်တာတွေကဘာတွေတုံးဆိုလို့ရှိရင်သေပြီးချင်းသားဆွဲသမီးဆွဲပစ္စည်းဆွဲပြီးတဲ့အခါမှာအဲ့ဒီအဆွဲအားလျော်စွာနော်ကိုယ်အိမ်အနီးပတ်ဝန်းကျင်မှာပြိတ္တာသွားဖြစ်တတ်တယ်အဲ့ပြိတ္တာဖြစ်တယ်ပြိတ္တာဖြစ်လို့မကျွတ်ဘူးလို့ပြောတယ်အမှန်ကတော့ဘဝတစ်ခုရသွားတယ်ဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုရသွားတယ်အေးအိမ်မှာလူတယောက်သေသွားလို့6666လုံးနေပြီဆိုရင်တော့အဲ့ဒါပြိတ္တာဘဝလို့သာမှတ်တယ်ပြိတ္တာဘဝဖြစ်နေပြီသူ့အနေနဲ့ကသေသွားတယ်လို့မသိဘူးရုပ်တရက်မသိဘူးမသိတော့သူခါတိုင်းလိုပဲဒီအိမ်မှာသွားလာနေတယ်သို့တော့သူတတိထားမိတာဘာလို့ဆိုရင်လူတွေကသူ့ကိုမမြင်ကြဘူးမိသားစုတွေကလည်းသူ့ကိုနှုတ်မဆက်ဘူးနော်အဲ့ဒါတော့သူတတိထားမိလိမ့်မယ်နောက်ပိုင်းကျသူဟာတွေသူထားတာတွေသူကြည့်ကောင်းကြည့်လိမ့်မယ်အဲ့တော့ကြည့်တဲ့အခါလူတွေကသူ့ကိုမမြင်ရဘူးသူကတော့လူတွေကိုမြင်နေရတယ်တခါတော့မလေးရှားမှာတည်သွားတဲ့လူတယောက်ကညမှာတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့အကိုလိုနေတဲ့လူတယောက်စီသွားကိုနှုတ်ဆက်တယ်ဆိုပါတော့သူတည်တာ9နာရီလောက်ကတည်တယ်10နာရီကြော်လောက်တကားလာခောက်တယ်တကားလာခောက်တော့တကားဖွင့်ပေးလိုက်တဲ့အခါကျအဲ့လူဝင်လာပြီးစကားစမြည်ပြောပြီးအကိုကျွန်တော်နေ့ပြင်ကဗမာပြည်ပြန်မလို့တဲ့ဆိုနှုတ်ဆက်စကားပါပြောပြီးပြန်ဆင်းသွားနောက်တရက်ကျတော့အဲ့ဒီလူဆုံးနေကြဟာဘယ်ချိန်ကဆုံးတာတော့ဆို9နိုင်လောက်ကဆုံးနေဆိုဟိုလူကမယုံမဟုတ်ဘူးမဖြစ်နိုင်ဘူးည10နာရီမှငါစီရောက်လာသေးတယ်တကားခောက်ပြီးတော့သူနဲ့စကားပြောသေးတယ်တကယ်ကတော့အဲ့ဒီလူတွေဂျုံရတတ်တယ်ပေါ့နော်အဲ့ဒီလူပဲဒီလိုဇလန်းနေရအများကြီးသူကဗမာပြည်ပြန်ရောက်လာတဲ့အခါသူမွေးထားတဲ့ခွေးလေးကသူ့ဟောင်းတဲ့အိမ်ကလူတွေကလည်းသူ့ဘယ်သူမှမမြင်ဘူးသူကသွားပြီးတော့ကင်လိုက်တဲ့အခါတွန့်သွားတယ်တဲ့အဲ့ဒီလူတွေကနော်တွန့်သွားတယ်အဲ့မှာသူ့စိတ်ထဲမှာထူးဆန်းတယ်ငါလည်းဘယ်သူမှခေါ်မလို့ရှိဘူးအိမ်ကခွေးကလည်းငါဟောင်းငါမှမှန်းပြီးဘူးတော့သူအိမ်ထဲဝင်လိုက်ထွက်လိုက်သွားနေတယ်သူသေမှန်းသူမသိဘူးလေအဲ့လိုဖြစ်တတ်တယ်သေသွားတဲ့ပုဂ္ဂိုလ်ဆိုပါစို့အိပ်ပျော်သွားတယ်လို့စိတ်ကထင်တယ်အိပ်ပျော်သွားတယ်လို့ထင်ပြီးတော့တရေနိုးလိုက်တဲ့အခါကိုယ်ကသေပြီးသားဖြစ်ပြီးနောက်ဘဝရောက်နေပြီနောက်ဘဝရောက်တာမသိဘူးမသိတော့အရင်လူပဲထင်တယ်ဒီလိုဟာမျိုးကရန်ကုန်မှာလည်းပဲမကြခင်ကဖြစ်ဖူးတယ်ကားအက်ဆီဒင့်နဲ့သေသွားတဲ့တခါကြီးတယောက်ဒီကရဲ့လောက်ကသူ့အိမ်မှာသူနေကြအခန်းထဲမှာလာတယ်နော်အလုပ်တွေလုပ်နေတယ်မြင်နေတာမြင်တဲ့သူကမြင်နေတာသွားလာနေတယ်သို့တော့ရက်လေပြီးတဲ့အခါကျတော့သူလာလို့မရတော့နောက်ပိုင်းကျတော့သူ့ပေါ်မှာအုပ်ချုပ်တဲ့လူတွေပေါ်လာပြီးတော့ဘယ်မှာသွားဘယ်သွားနေဒီမလာနဲ့ဆိုတာတွေဖြစ်လာအဲ့ကြတော့မှသူသိတယ်ဆိုတာနော်ပထမတော့ကိုယ်အိမ်ကိုလာတယ်လို့ပဲထင်တယ်နောက်ကြတော့လာခွင့်မရှိတော့အိမ်ဆောင်တန်တို့ဘာတို့အဲ့တော့ပြိတ္တာဘုံရောက်သွားလို့ရှိရင်လေနေရီကတ်တက်ပြီးတော့အဲ့ဒါလို့လာခွင့်မပေးကြတော့အဲ့ကြတော့မှသူတို့ဟာဘဝဆုံးရှုံးသွားပြီဆိုတတိထားမိကြတယ်